ဆိုလိုစစ်ရှောင်နေရတာကြာပြီပေါ့နော်ကြာပြီဆိုတာကဒီလိုစစ်ကြောင်းကထိုးလာလိုက်သူတို့ကထွက်ပြေးလိုက်ပေါ့နော်ထွက်ပြေးလိုက်စစ်ကြောင်းထွက်သွားရင်ချင်းဒီကောင်းရင်သူတို့ရွာထဲပြန်ဝင်လာလိုက်ပြီးရင်ထပ်ထိုးလိုက်ရင်ထပ်ပြေးလာလိုက်နေပေါ့နော်ထပ်ပြေးလိုက်ပေါ့အဲ့လိုကနေနစ်ချီနေပြီပေါ့သူတို့စစ်ရှောင်နေရတာတော့သူတို့စားဝင်နေရေးအတွက်ကတော့သူတို့ဒီစစ်ကြောင်းမရှိတဲ့ခါကြလို့ရှင်ပဲစင်းဝင်နေမှစိုက်တယ်ပေါ့နော်ပဲစင်းဝင်နေစိုက်ပြီးတော့အဲ့ရတဲ့ပတ်စံလေးတွေသူတို့ဆူလာဆောင်းထားပေါ့ဆူလာဆောင်းထားပြီးနေစားလေးလိုက်လို့ပေါ့လိုက်လို့ပြီးတော့ဆူလာဆောင်းထားလေးနဲ့ပဲစစ်ကြောင်းထိုးလိုက်ပြေးရင်းနဲ့တရားလေးတွေပဲစားသုံးပေါ့နော်စားသုံးနေပြီးတော့အလူရှင်လာလူတဲ့ဟာတွေပေါ့နော်ဆန်တို့စီတို့အလူရှင်တွေလူတဲ့ဟာတွေနဲ့သူတို့အဲ့လိုပဲစားဝတ်နေရေးတော့ကတော့ဖြည့်ရှင်းနေကြတာပေါ့ကျမကြီးအတွက်ကကြတော့ဒီဘက်မှာကစေုပ်စီကမရှိဘူးပေါ့နော်စေုပ်စီကမရှိဘူးအဲ့လိုဆိုဆရာဝန်လည်းမရှိဘူးပေါ့အရက်ဆရာဝန်တော့ရှိတယ်ပေါ့အရက်ဆေးမှုပေါ့နော်အရက်ဆေးမှုတော့ရှိတယ်ပေါ့အရက်ဆေးမှုရှိတယ်ပြီးတဲ့ခါကျတို့ဒီဖျားတာနာတာမျိုးကြလို့ရှိရင်တော့ဒီဆေးမှုလောက်နေပဲသူတို့ဖြည့်ရှင်းနေပေါ့ချို့ကြောင့်လည်းတောက်ဆေးလောက်နေပဲပြီးတော့ရှိရပေါ့နော်ရေတကြီးအရေးပေါ်အခြေအနေမျိုးမှလာသူတို့သူတို့တွားလို့လာလို့ရရတူဆိုတော့မျိုးဝတ်တက်ပြီးတွားတယ်ပေါ့တွားလို့လာလို့မရတဲ့သူကြောင့်လည်းကိုတော်လိုင်းနေမြေမှာရှိတဲ့စီကနေစီပြေးကြရတာပေါ့နော်ကလေးရဲ့ပညာရေးကြတော့ပညာရေးကတော့မတင်ကြတာများပါတယ်သူတို့မှာဒီကျောင်းပညာမရှိဘူးနော်စာတင်ကျောင်းလည်းသူတို့စောက်ထားတာမရှိဘူးကွာကိုအိမ်လေးတွေမှာပဲဒီလိုကျူရှင်ပုံစံမျိုးလေးပေါ့အဲ့လိုခေါ်ပြီးတင်နေကြရလေးတော့ရှိရပေါ့ဒါလည်းပညာရေးစီရင်ဆရာမတွေပါတယ်လူမျိုးတွေတော့မဟုတ်ဘူးပေါ့ဘယ်လိုနည်းနည်းပပပေါ့နော်စာတင်တဲ့သူတွေနဲ့သူပြန်တင်နေရပဲရှိတယ်စစ်ဆောင်စာတင်ကြောင်းတော့ဒီဘက်မှာမရှိဘူးပေါ့နော်အများတော့အဖြစ်တော့ပညာရေးအတွက်ဘာမှမရှိဘူးစာတင်မှုကြောင်းလည်းမရှိဘူးပေါ့နော်အခုလက်ရှိအခြေအနေကတော့ရွာထဲမှာကဘယ်သူမှမရှိဘူးဘယ်သူမှမရှိတော့ဘူးအကုန်လုံးကဒီတောထဲပဲဝင်ပြီးတော့ပြေးကြရပေါ့နော်ဘာလို့ဒီလိုမျိုးပြေးရလဲဆိုတာကအဓိကမြေပြင်စစ်ကြောင်းထက်ကိုလေကြောင်းရန်ကြောက်ရတဲ့အတွက်ကြောင့်မို့သူတို့ကဒီလိုမျိုးတောတိုက်ကြီးတွေဝင်ပြေးကြရပေါ့ဝင်ပြေးပြီးတော့အဲ့ဒီမှာပဲနေကြတယ်ပေါ့အဲ့ဒီမှာပဲချက်ပြုတ်စားတော့အဲ့ဒီမှာပဲနေကြတယ်ရွာထဲမှာတော့ဒီမှာမရှိတော့ဘူးပေါ့နော်စစ်တပ်ကနေတက်ဆွဲထားတော့မရှိဘူးသူတို့တခါလေကြာစစ်ကြောင်းထိုးလာကြလို့ရှိရင်တော့ရပန်ရခါတရက်နေ့လောက်နေသွားမျိုးတွေရှိတယ်အများဆုံးကြာရင်တစ်ပတ်ပေါ့နော်တစ်ပတ်လောက်တော့နေသွားရရှိတယ်ပေါ့စစ်တပ်တက်ဆွဲထားလို့မပြန်လာတော့မဟုတ်ဘူးသူတို့ကလေချောင်းရံအဓိကပေါ့နော်လေချောင်းရံကြောက်လို့မပြန်ကြတော့ပေါ့ပြီးတဲ့ခါကျတော့ဒီအရှိဘက်ကနေလဲလက်နဲ့ကြီးဟောင်းဝင်စားရစတိုက်ထုတယ်ပေါ့နော်စိတ်မထင်လို့သူကရန်တမ်းပြီးတော့လှည့်ပတ်ပြီးတော့ထုနေရပေါ့ထုနေဒီဘက်ရွာတွေဘက်ဒီကြတယ်ပေါ့နော်အဲ့ဒါကြီးကြောင့်မလို့သူတို့ကရွာထဲမှာကျတော့ပုံဖို့ကျင်နေပါတယ်မရှိဘူးလုံခြုံတဲ့နေရာမရှိတဲ့ခါကျတော့အဲ့လိုလေချောင်းရံကြောက်လို့အဓိကရွာထဲမပြန်လာကြတာပေါ့တက်ဆွဲထားတဲ့စစ်တပ်ဒီမရှိပါဘူးမရှိတော့သူတို့ဒီမပြန်လာတာလေသူကလေချောင်းကြောက်လို့မပြန်လာကြတာပေါ့နော်2020နဲ့အဲ့လောက်ကလေးကပေါ့အဲ့လောက်ချိန်ကလေးကပဲဒီလိုပဲစစ်ကြောင်းထူလိုက်ရင်ပြေးလိုက်ပြီးပြန်လာလိုက်ပေါ့နော်ဒီလိုမျိုးတောင်ကလာမြောက်ပြေးမြောက်ကလာတောင်ကြီးပေါ့နော်အဲ့လိုပဲပြေးလိုက်ပြန်ဝင်လာလိုက်ပြေးလိုက်ပြန်ဝင်လာလိုက်နဲ့အဲ့လိုပဲနစ်ချီနေပြီပေါ့အချိန်တော်တော်ကြာနေပြီပေါ့